မဲ့မြင်လာပါကျွန်မကဗျာဆရာမမဟုတ်ပါဘူးရွှေမဲ့ကြပြကဆရာမချီရုံရဲ့ကြပြဖြစ်ပါတယ်အဖြူရောင်မျက်နှာကျက်လို့ပြောရပါအဖြူရောင်မျက်နှာကျက်ကြောက်ကနေတန်ခုကြောင့်မျက်လုံးကိုဖိမိမလို့ဖြစ်ပြီးမှအသာဆက်မေးရင်အကြားအာယုံကအဲ့ဒီအတန်လာရစီအသေးအတန်ပြေးသွားတယ်ဘယ်ကလာမှမသိပါဘူးမောင်းချတားများလားတကားချက်ကိုဆွဲချလိုက်တယ်လားတခုခုတော့လာနေပါပြီငါ့ကိုတွေ့တော့လို့မဖြစ်ဘူးငါ့ကိုတွေ့ရင်ဘာလုပ်မှာလဲနောက်ပိုက်တဲ့ဓာတ်ကိုတစုံတီထိုးသွင်းလိုက်ပြီးကလီစာတွေကိုဆွဲမွေလိုက်မလားဒါမှမဟုတ်ငါလေဘင်းကိုစုကနေဆွဲလိလိုက်မလားငါမျက်ခုံးလေးတစ်လုံးလုံးနဲ့ဖြစ်နေပါတယ်အတန်ကတစ်ချက်လေးပဲကြားပြီးပျောက်သွားတယ်ဒါပေမဲ့အရာတစ်ခုကငါနာတရွေ့ရွေ့ချင်းကပ်လာနေပြီဆိုတာငါသိနေတယ်ငါအောင်လိုက်ရမလားရင်မတစ်ခုလုံးထိုးလိုက်နဲ့မသိမရှင်ကျွတ်ကောင်လိုပဲဘာအောင်မလဲထွက်သွားငါစမလာနဲ့ထွက်သွားဆိုပြီးတော့လားကဲကြပါဦးဆိုပြီးတော့လားအဲ့လိုတစ်ခုခုထားလိုက်ရင်အမောင်နဲ့ငါဘယ်နေရာမှာရှိတာလဲလို့သူချက်ချင်းသိသွားလိမ့်မယ်တလုံးလုံးခုံနေတဲ့မျက်ခုံအောက်ကနေမျက်ရည်တွေတလုံးစိမ့်ထွက်လာတယ်ပြီးတော့နှထင်တစ်လျှောက်ပူကနေဖြစ်သွားတယ်လေချောင်းတွေ၆ကက်ကြီးဖြစ်လာတယ်ထွက်သွားမဟုတ်ဘူးငါဒီခန်းထဲကထွက်သွားမှရမယ်သူငါ့ကိုခန်းထဲလက်ပတ်ရှာနေပြီတချင်ချင်းသူငါ့ကိုတွေ့သွားတော့မယ်ငါ့ကိုတွေ့လို့မဖြစ်ပါဘူးငါသူ့လက်ထဲမှာတစားစီဖြစ်သွားနိုင်မယ်ငါဒီမှာဆက်ရှိနေသူငါစီရောက်လာတော့မယ်တစ်စက္ကန့်လေးတော့ဆက်ရှိနေလို့မရတော့ဘူးငါနာနီးလာနေပြီမရတော့ဘူးငါထွက်ပြေးမယ်အပြင်မှာမှောင်နေလေမနဲ့လင်းနေထိငါခြေဦးတဲ့ရပြေးနေမယ်ရှိမြအားတွေအကုန်လုံးခြေတော်တွေစီပို့ထားမယ်ဟုတ်ပြီတဲ့နဲ့တော့ဝုန်းနဲ့ထားပြေးတယ်ဟုတ်ပြီကဲပြေးတော့တော်ပြီကြောက်ကြီးပဲငါထင်တယ်လို့အဲ့ဒီအခန်းပြင်ရောက်ရင်လွတ်မြောက်ပြီဆိုတော့မဟုတ်ဘူးစက်ပြေးစရာလမ်းမရှိဘူးအမောင်နဲ့ကလမ်းတော့ငါအတွက်မရှိဘူးအေးကနေဟာကနေလေယာဉ်နဲ့ကြီးကငါ့ကိုပိန်ချုံရှူတော့ငါတို့ကလုံးရောက်သွားပြီငါကြုံလိုက်တယ်ဒီမှာမြေအတွက်နောက်ဆုံးငါပြောနိုင်တဲ့စကားအဲ့ဒါပဲဖြစ်တော့မယ်ထင်တယ်ဘာလဲငါဆုံးတော့ပြီမဟုတ်ဘူးလားဘာလို့မျက်လုံးနဲ့နေကြီးကစောက်ဝင်လာတာလဲဘာလို့ကြီးကငါ့ကိုစားတော့လိုက်ပြီမဟုတ်ဘူးလားအဲ့နေရင်ကြီးကငါမသိချင်တော့ဘူးကဘာကြီးကိုလည်းမသိချင်တော့ဘူးနေရင်ကြီးလေးတက်တက်မှာဖြူအောင်ဆက်ကလေးကဝါတတားလေးကနေတဖြည်းဖြည်းနဲ့ရှင်းတင်းကြီးဖြာထွက်လာပြန်ပြီခါဆူရရင်ငါစီဝရုံးသုံးကပြေးလာနေကြပြန်ပြီဖေပါဘာလဲဒီကြောင်ကြီးမှရှိနေနေရတယ်ဘယ်လိုမမကြောက်တော့ဘူးဆိုရတင်းတော့ကောင်းသိမယ်အဲ့ဒီနေရာကြီးအလဲခါဆူဖြူဆက်လေးတဲ့ဒီကလုံးအားနဲ့ပြေးဝင်သွားလိုက်တော့ငါဒီကလုံးမနာချင်နေတော့ဘူးနေရာကြီးလဲဖြူအောင်ဆက်ကလေးနဲ့ငါနေဝင်နေပြီငါကိုယ်ဖြူအောင်ဆက်ကလေးဖြစ်သွားတော့နေဝင်နေပြီငါဖြူအောင်ဆက်ကလေးဖြစ်သွားပြီငါမနာချင်တော့ငါမကြောက်တော့နေတစ်ခုလုံးလေးကိုငါခန္ဓာကိုယ်တစ်ခုလုံးစိတ်ဝင်နေတယ်ငါမနာချင်တော့ငါကြောက်ချင်အောင်ဘာအတမမထွက်လာတော့ဘူးဒီလိုပတ်တနိုင်ကြသေးတယ်ချီကျေးဇူးတင်ပါတယ်